3ပြန်ကြည့်လိုက်မယ်စင်မပြေသေးရင်ဒီဘက်ကတော့စင်ပြေသွားပြီဒီဘက်ကမပြေသေးဘူးလားအဲဒီမပြေတဲ့နေရာကိုယူမယ်ပြေပြီးသားကောင်ရဲ့ guideline ကိုပြန်ယူထားမယ် guideline ကွက်တိပြောက်ထားတာဒါဒီကောင်ရှိရတွေ့လားအကောင်ဖြစ်5 4 3ဒါဆိုအထင်နည်းနည်းပဲကျန်တော့ရနော်အဲ့တော့3နားမှာမပြေသေးရင်3နားမှာပြန်ဖြေလိုက်4နားမှာမပြေရင်4ကိုပြန်ဖြေလိုက်အဲ့နားလေးပဲဖြေရမှာဒါဆိုနှစ်ထပ်ကြီးလေးကဒီနားမှာတူသွားမှန်းတော့သိတယ်ဒါပေမဲ့အထစ်မရှိတော့ဟုတ်လားအဲ့တော့နှစ်ထပ်ကြီးကိုအထစ်နဲ့ဖြစ်အောင်ညှက်တက်ဖို့ကတော့မင်းတို့အစပိုင်းမှာခဏလေးပဲနော်3-4ခေါင်းလောက်ဆိုအထစ်နဲ့ဖြစ်အောင်ညှက်တက်သွားပြီအဲ့လောက်ပဲအထစ်နဲ့ဖြစ်အောင်ပဲညှက်တက်တယ်ဆိုရင်ဆိုင်ဖွင့်စားတဲ့ခါကျရင်မရဘူးလားဆိုတော့ဘဝဆိုင်နဲ့အထစ်နဲ့မလို့ရတယ်ဒါပေမဲ့ဒီလိုမျိုးပြပြလေးညှက်တက်တဲ့ကောင်နဲ့တွေ့တော့ကားလာပဲဘာမလို့တက်တော့ရှင်းလားအဲ့တော့နှစ်ထပ်ကြီးကိုဘာဖြစ်လို့3 guide လောက်နဲ့ထိုးတာလဲဆိုရင်အဖြေကဓာတ်ရိပ်တာလှကျင်လို့ရှင်းလားဒီကတိုပြီးပြောင်းသွားရင်ဓာတ်ရိပ်ရပေါ်မလားမပေါ်တော့ရင်နှစ်ထပ်ကြီးကမလှသလိုခံစားရတယ်အခုဘာလို့လှသွားလဲဆိုရင်ပြမယ်ကြည့်တာ